ကိုယ့်ရဲ့စိတ်ထဲမှာမုန်းတဲ့လူရှိများရှိသလားလို့လိုက်ခြင်းဘယ်သူပေါ်မှာမမုန်းရနောက်ဆုံးမှကိုယ်လာကြိုက်တဲ့ချင်းကလေးတွေတောင်ကစပြီးတော့မုန်းတယ်ဆိုစိတ်မရှိဘူးပေါ့နော်အားလုံးပေါ်မှာမုန်းခြင်းဆိုတာကင်းမဲ့သွားတဲ့သဘောတရားလေးကိုမေတ္တာလို့ခေါ်တာပဲအဲ့ဒီလိုအမုန်းတရားကင်းစင်အောင်မိမိရဲ့တဏ္ဍာမှာမေတ္တာဆိုတာကိုကြိုးစားအထောက်ဖို့လိုအပ်တယ်တဲ့အဲ့ဒီမေတ္တာဆိုတဲ့သဘောတရားကိုကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာတွေးအောင်ရှာပြီးဆိုလို့ရှိရင်ဘယ်လိုတွေးအောင်ရှာမလဲမေတ္တာရဲ့မေတ္တာဖြစ်မှုမဖြစ်မှုကိုသိအောင်သူ့မှာသင်္ကေတလေးတွေရှိတယ်ဆိုင်းရှိတယ်ပေါ့ characteristic လို့ခေါ်တယ်ဒီတွင်ပြင်လက္ခဏာလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲလို့ဆိုရင်အကျိုးစီးပွားကိုလိုလားတဲ့စိတ်သဘောထားလေးဖြစ်လာတာဒါမေတ္တာဖြစ်တယ်လို့ခေါ်တာဥပမာဘယ်သူပဲဖြစ်ဖြစ်ကြည့်လိုက်လို့ရှိရင်သူအကျိုးလိုလားတဲ့စိတ်လေးဖြစ်ရင်ဒါမေတ္တာပဲသဗ္ဗေတ္တအဝေရာဟောတုလို့မေတ္တာပို့နေမှာမဟုတ်ဘူးသူကဘယ်သူပဲဖြစ်ဖြစ်ကိုလို့ပေါ်ခိုင်းမဲ့ခြင်းသူကောင်းကျိုးချမ်းသာတွေရပါစေဆိုတဲ့စိတ်ကလေးပေါ်လိုက်တာနဲ့တပြိုင်နက်အဲ့ဒါမေတ္တာဖြစ်သွားပြီလို့ပြောတာပဲမေတ္တာဟာအဲ့ဒီအချိန်မှာဖြစ်သွားတာပဲအဲ့ဒီဖြစ်သွားတဲ့မေတ္တာကို develop ဖြစ်အောင်ကိုကလုပ်ပေးတာပဲမေတ္တာပွားတယ်ဆိုတာ develop ဖြစ်အောင်လုပ်ပေးတာအဲ့ဒီစိတ်ဓာတ်မျိုးအကျဉ်းချင်းဖြစ်အောင်လုပ်ပေးတယ်ပေါ့တခါတရံနေဖြစ်တယ်ဆိုလို့ရှိရင်စွမ်းအားမရှိဘူးအကျဉ်းချင်းဖြစ်ပြီဆိုရင်စွမ်းအားတွေတက်လာတယ်အဲ့ဒီစွမ်းအားတက်လာအောင်လေ့ကျင့်ပေးတာကိုမေတ္တာဘာဝနာလို့ပြောတာအဲ့တော့ဟိတာကာရပဝတ္တိလက္ခဏာမေတ္တာဟိတဆိုတာဘယ်သူပဲဖြစ်ဖြစ်ခြေကောင်းအနေကောင်းတွေဖြစ်ပါစေကျိုးစီးပွားကိုလိုလားတဲ့စိတ်အနေထားမျိုးလေးတွေကိုယ့်ရဲ့နှလုံးထဲမှာစိတ်ထဲမှာအတွေးထဲမှာပေါ်လာပြီးတတ္တဝါတွေကိုအာယုံပြုကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကြည့်ပြီးတော့ကျိုးစီးပွားကိုလိုလားတဲ့စိတ်ကလေးပေါ်လာတယ်ဆိုတာဒါမေတ္တာရဲ့သင်္ကေတပဲပေါ့အဲ့ဒီမေတ္တာရဲ့ဆောင်ရွက်မှုကဘယ်လိုဟာတော့ဆိုရင်အဲ့ဒီစိတ်ကလေးဖြစ်ပေါ်လာသည့်အတွက်ကြောင့်သူ့ကောင်းကျိုးချမ်းသာတွေဖြစ်ပေါ်စေဖို့ရာအတွက်နှုတ်ဤဆောင်ပါခြင်းလက်ဤဆောင်ပါခြင်းဆိုတာဖြစ်လာတယ်။နော်အဲ့ဒါမေတ္တာရဲ့ဆောင်ရွက်မှုလို့ဒီလိုဆိုလိုတာပေါ့။မေတ္တာရဲ့ဆောင်ရွက်မှုမေတ္တာရှိလာပြီဆိုလို့ရှိရင်တနည်းနည်းနဲ့အကူအညီတစ်ခုတော့ဖြစ်လာတာပဲပေါ့။အကူအညီပေးလာတဲ့သဘော။